TikTok သုံးတဲ့သူတွေကိုမပြောတော့ဘူးလို့နေတာပေါ့နော်ဒါပေမဲ့အားလုံးလည်းသိကျင်အောင်လို့ကျွန်တော်ကနေပြီးပေါ့နော်ကိုယ့်ရဲ့ TikTok အကောင့်ကိုဘယ်လိုအကောင့်မျိုးစားကိုသုံးနေတယ်ဆိုတာကိုလူမြင်များအောင် TikTok AI ကသိလာအောင်လို့လုပ်တဲ့နည်းလေးအချက်တစ်ချက်ကိုဒီဗီဒီယိုလေးမှာမသိသေးတဲ့သူများအတွက်မျှဝေပေးပါမယ်ကိုယ့်ရဲ့ TikTok အကောင့်ထဲအရင်ဝင်မှာပြီးလို့ရှိရင်ထိတ်ဆုံးကမြင်းချောင်းလေးနဲ့အောက်ဆုံးမှာရှိနေတဲ့ setting ရဲ့ privacy ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါနှိပ်ပြီးလို့ရှိရင်ထိတ်ဆုံးမှာရှိနေတဲ့ content preference ဆိုတာရှိတယ်အဲ့ထဲကိုဆက်ပြီးတော့ဝင်ပေးပါဒီတဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနားလေးမှာရှိနေရပါတော့ကျွန်တော်ဒီမှာပြပေးထားတဲ့ manage topic ဆိုတာရှိအားလူချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုကဘယ်လို TikTok အကောင့်ကိုသုံးနေတဲ့ user လဲကိုက dancing အကသမားလားပြီးလို့ရှိရင် fashion and beauty ပေါ့နော်ကိုက fashion and beauty လား food and drink ပေါ့နော်အဲ့တော့ food blogger လားပြီးလို့ရှိရင် hair and fitness အဲ့အကြောင်းတင်ဆက်နေတဲ့သူလားပေါ့နော်ဒါမှမဟုတ်ကိုယ့်ရဲ့ lifestyle ကိုတင်ဆက်နေတဲ့သူလားပြီးလို့ရှိရင်ကျွန်တော် natural ပဲလားပြီးလို့ရှိရင် PET ပတ်အိမ်မွေးခွေးကြောင်လေးတွေလားပြီးလို့ရှိရင် sport လားပြီးလို့ရှိရင် travel လားပေါ့နော်အဲ့လိုမျိုးခေါင်းစဉ်အမျိုးမျိုးပေါ့နော်ကိုယ့်ရဲ့ topic တွေအမျိုးမျိုးရှိကြမှာကိုကပေါ့နော်အဲ့တော့ကျွန်တော်ကတော့အများဆုံးအဖြစ်ပေါ့နော်အများစုမှာတော့ကျွန်တော်က dancing ပေါ့အကလေးနဲ့ဖြောပြတင်ဆက်လေးရှိတယ်နီးပညာရေးတင်ဆက်လေးရှိတယ်ဒါပေမဲ့ dancing လေးကိုကျွန်တော်ကရွေးလိုက်တယ်ပေါ့နော်အဲ့တော့ dancing လေးကိုကျွန်တော်တို့ရွေးလိုက်ပြီးတော့ဒီဘက်မှာကိုကနေပြီးတော့ dancing ဘက်မှာကျွန်တော်တို့ကနေပြီးတော့ဒီဘက်တစ်ချမ်းလုံးကိုဆွဲပေးလိုက်တယ်ပေါ့နော်အပြည့်ဆွဲပေးလိုက်ပြီးလို့ရှိရင် SAV6 ကိုကျွန်တော်နှိပ်ပေးလိုက်အဲ့လိုမျိုးကိုကပေါ့နော် manage topic မှာကိုအသုံးပြုတဲ့ topic လေးတစ်ခုကိုပေါ့နော်အဲ့တော့ကိုကတင်ပေးလိုက်တယ်ပြီးတော့ ID manage topic မှာစေ့လုပ်ပြီးတင်ပေးလိုက်တယ်ဆိုလို့ရှိရင်ကိုကြည့်ရှုတဲ့ follower တွေကလည်းကိုကိုပို့ပြီးတော့ကို dancing လုပ်နေရတယ်ပြီးလို့ရှိရင်ကို food blogger လုပ်နေရတယ် cosmetic ရောင်းနေတာတွေကိုလူမြင်များတယ်လူသိများတယ်ပြီးလို့ရှိရောလေ TikTok AI ကလည်းဒီလိုမျိုးလေးလုပ်ထားမယ်စိတ်ကိုနှိပ်ထားမယ်ဆိုလို့ရှိရင် TikTok AI ကလည်းပို့ပြီးတော့သိတာစီရပေါ့နော်ကျွန်တော်တို့သုံးနေတဲ့ user တွေကဘီလီယံကျော်နေပြီအဲ့တော့ TikTok ကကြောပေါ့နော် AI တစ်ခုတည်းကပဲအလုပ်လုပ်နေတာဖြစ်တဲ့ကြောင့်နော်ကိုသုံးနေတဲ့ဒီ topic ကိုသုံးနေတဲ့ဒီဥစ္စာ topic ကဘာလဲဆိုတာကိုကျွန်တော်တို့က TikTok AI ကိုလည်းအသိပေးမှဖြစ်မယ်ပြီးတော့လူအများကိုလည်းသိအောင်လို့လူဖြန့်ပြပေးမှရမယ်ပေါ့နော်အဲ့တော့ဒီနည်းနဲ့လုပ်ကြည့်ပါအားလုံးကိုကျေးဇူးတင်ပါတယ်